ဒီနေ့ဦးဇင်းတို့ပြည်တွင်းပြပသာသနာပြုကျေးဇူးတော်ရှင်လူတော်ပြည့်ဆရာတော်ဘုရားကြီးကိုဥထိတ်ထားပြီးတော့မှတော်တုဇနာစာသင်သားအပါ100ကျော်ရဲ့ဆွမ်းဆောင်စေးလောင်းလူမယ်နောက်ပြီးတော့ဆရာလေးမေတီလာအချင်းတွေပေါ့ဒီနေ့ရမှာတနေ့ဘောကိုရုံးကန်လှူရှားနေတဲ့ဦးဇင်းတို့တာမွေသင်ငယ်ကျွန်းမှာရှိတဲ့အနေစိတ်ကသမားတွေပေါ့စိတ်ကဆရာတွေကိုဦးဇင်းဒီအခြေခံစားကုန်တွေပေါ့နော်လူတန်းမှာပေါ့ပြီးတော့ဆရာလည်းလူတက်လိုက်တဲ့ဒေါ်လာ2000ရယ်ပြီး9000ရယ်လူတက်လိုက်တဲ့အတွက်ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေတမရှိစင်းရဲသားလူတွေအတွက်ဒီမျိုးလူတက်လိုက်တဲ့အတွက်ဦးဇင်းဝမ်းသာပီတိဖြစ်တယ်ဒီနေ့ဦးဇင်းတို့ပြည်တွင်းပြပသာသနာပြုကျေးဇူးတော်ရှင်လူတော်ပြည့်ဆရာတော်ဘုရားကြီးကိုဥထိတ်ထားပြီးတော့မှဦးဇင်းဒီပေါ့ဆရာတော်ကြီးတထောင်ဖွင့်လှစ်ထားတဲ့ပရိယပฏิပတ်ဟိုကျင့်ကြံအားထုတ်နေတဲ့တော်တုဇနာစာသင်သားအပါ100ကျော်ရဲ့ဆွမ်းဆောင်စေးလောင်းလူမယ်နောက်ပြီးတော့ဆရာလေးမေတီလာအချင်းတွေပေါ့စက္ကစံပေါ့ဘုရားနာမှာရှိတဲ့သင်္ကန်းကျွန်းမှာရှိတဲ့ဆရာလေးတွေအပါ90ကျော်ပေါ့ဆရာလေးတွေကိုလည်းရှေခံစားကုန်တယ်မရှိစပေါ့ရှေခံစားကုန်တွေရဲ့နောက်ဆန်စီစားပေါ့နော်ဆွမ်းဆောင်စေးလောင်းလူမယ်ပြီးလို့ရှိရင်ဒီနေ့ရမှာတနေ့ဘောကိုရုံးကန်လှူရှားနေတဲ့ဦးဇင်းတို့တာမွေသင်ငယ်ကျွန်းမှာရှိတဲ့အနေစိတ်ကသမားတွေပေါ့စိတ်ကဆရာတွေကိုဦးဇင်းဒီအခြေခံစားကုန်တွေပေါ့နော်လူတန်းမှာပေါ့ဆိုတော့ဒီနေ့ပြည်တွင်းပြပသာသနာပြုကျေးဇူးတော်ရှင်လူတော်ပြည့်စာတော်ဘုရားကြီးကိုဒီနေ့လည်းခဏဖြစ်တယ်အဲ့တော့ဒီလူတွေကနေပြီးတော့ဦးဇင်းတို့မြန်မာအန်တဘန်ရှားပေါ့နော်ကိုအောင်မျိုးမေးတင်တို့လူတန်းတာရဲ့ဒီနေ့ဆိုလို့ချင်းကတာခင်တို့ပါတော့လည်းလာကြတယ်နိုင်လူတွေလည်းလာကြတယ်နောက်ဦးဇင်းတရုတ်နိုင်ငံပေါ့ပီကျင်းကနေပြီးတော့ဆိုတော့ဆရာတော်စီကလည်းဒေါ်လာ2000ရယ်လူတန်းလိုက်တယ်နောက်ပြီးတော့ဒီဦးစင်းရွယ်9000ပေါ့နော်လူတန်းလိုက်တယ်အဲ့အတွက်ဦးစင်းဒီနေ့ပြည်တော်ဘာသာနာပြုကျေးဇူးတော်ရှင်လူတော်ပြည့်စာတော်ဖျားဥဒိတ်ထားပြီးတော့မှဒီနေ့လာပြည့်နေ့ဦးစင်းလာစင်လာတိုင်း12လရာသီမှာအမြဲတမ်းလူတန်းနေတဲ့နေ့တစ်နေ့ဖြစ်တာပေါ့နော်အဲ့တော့ဆွမ်းစေးလောင်းလူတဲ့နေ့ပေါ့နော်ဒီနေ့ပီတီကတော့အတိုင်းမသိဝမ်းသာပီတီဖြစ်တယ်အဲ့တော့ဆိုတော့ဆရာတော်စီကလည်းလူတန်းလိုက်တဲ့ဒေါ်လာ2000ရယ်ပြီး9000ရယ်လူတက်လိုက်တဲ့အတွက်ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေတမရှိစင်းရဲသားလူတွေအတွက်ဒီမျိုးလူတက်လိုက်တဲ့အတွက်ဦးဇင်းဝမ်းသာပီတိဖြစ်တယ်အတိုင်းမသိပါတော့ဒီဓမ္မကဆက်လက်ပြီးတော့လည်းလာစဉ်ပေါ့နော်လာပြင်းနေတိုင်းကိုဆက်လက်ပြီးတော့ဦးဇင်းအသက်ရှင်နေသူရအမြလူတက်တော့ဖို့အတွက်ဒိဋ္ဌိပြထားတာဒီနေ့ကျမျိုးစားဘယ်လောက်ရှိလဲအမျိုးသား90ကျော်လောက်ရှိတယ်ပေါ့အမျိုးသား90ကျော်လောက်ရှိတဲ့ဆန်တို့စီတို့နောက်ပြီးတော့ကလဘေးတို့နောက်အရှူရီတို့နောက်ပြီးတော့ဒီ copy mix နောက်အတီးရွက်ပေါ့နော်အခြေခံစားကုန်တွေအများကြီးပါဒီနေ့ကတော့လာပြည့်နေပေါ့နော်9ရက်နေ့ကြာရဦးစင်းအစင်အချင်းထောင်မှာအချင်းသား13500ကိုဦးစင်းအချင်းသူအချင်းသားတွေပေါ့နော်အဲ့ဒါဦးစင်းအာဟာရဒါနာပေါ့လေလူတန်းဖို့ပေါ့နော်ရှိပါတယ်အဲ့တော့ဒီကနေမီဒီယာနဲ့တဆင့်ပေါ့နော်ဦးစင်းပြည်ထရေးဝန်ကြီးဌာနကလည်းpermission ရထားပြီ approve ဖြစ်သွားပြီအဲ့အတွက်ဦးစင်းဒီနေ့အဲ့တော့ပေါ့နော်ဒီမီဒီယာနဲ့တဆင့်ပေါ့နော်အတိပေးပြောကြလိုပါတယ်ဒီအင်းစင်အချင်းထောင်မှာနေပြီးတော့အချင်းသား13500ပေါ့လေဦးစင်းအာဟာရဒါနာပေါ့နော်ဦးစင်းတို့ဗုဒ္ဓဘာသာထုံးတဲ့စင်လာရဒီဇက်ရှနုမောနာတရားဟောတာတို့ပါတော့ပေါ့နော်ဒီဟိုပေါ့စက်သားနဲ့အာလူပေါ့နော်ငပီရှယ်တို့တိုးစရာတို့သမင်းတို့ပြည်စုံဟင်းဧကလာဟင်းတို့ပေါ့နော်အဲ့ဒါအချင်းသူအချင်းသားတွေကိုဥပဒေပေါင်းတက်မှာစနေတဲ့လူတွေတော့လဲဟိုစင်ဒီဇင်ဘာလ9ရက်နေ့မှာလူတန်းဖို့ရှိပါတယ်ဒီကနေ့မီဒီယာတွေစင်အသိပဲပြောကြလို့ပါတယ်လူဖို့ရှိတယ်နောက်ထပ်လဲထပ်ပြီးတော့ဦးစင်ဆက်လက်ပြီးတော့လိုရရင်လိုရတဲ့နေရာမှာလူတန်းဖို့အတွက်အဆင်သင့်ပါ